လူတစ်ပတ်သားရဲ့ဘဝနောက်ကျောင်းကိုယာနှုံးပြီးမတိပဲနဲ့ဘယ်တော့မှမဝေဖန်မဆုံးဖြတ်မိပါစေနဲ့လူတိုင်းမှာသူတို့ရဲ့ဘဝတွေမျိုးစုံကြုံတွေ့ခဲ့ရတယ်သူတို့ရဲ့ခက်ခဲမျိုးစုံတွေရှိမယ်တာယာတဲ့ဘဝတွေဖြတ်တန်းလာတဲ့လူလည်းတာယာတဲ့အလျောက်မတာယာပဲခက်ခဲပေါင်းမျိုးစုံနဲ့ကြုံတွေ့လာတဲ့လူတွေလည်းဒုနေတိအများကြီးရှိတယ်တိချာမသိပဲနဲ့မဆုံးဖြတ်မိပါစေနဲ့မဝေဖန်မိပါစေနဲ့ TikTok မှာကျွန်တော် live ည9:00 နာရီခွဲနဲ့10:00 နာရီကြားဆိုလို့ရှိရင်ပုံမှန် live လွှင့်ပြတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော် live ကိုဝင်ကြည့်နေကြလူတွေအကုန်လုံးသိပါတယ်အမြဲတမ်းကျွန်တော်ရဲ့ပရိသတ်တွေကျွန်တော် live တွေကိုဝင်ကြည့်နေတဲ့ audience တွေအကုန်လုံးကျွန်တော်ပျော်ရွှင်မှုပဲပေးတယ် positive energy ရဲ့ပျော်ရွှင်မှုတွေပဲပေးတယ်ဒါပေမဲ့ကျွန်တော်ရဲ့နောက်ွယ်မှာကျွန်တော်ဘလို့ခက်ခဲတွေဖြစ်နေလဲကျွန်တော်ဘလို့ဒုက္ခတွေရောက်နေလဲဆိုတာသူတို့မမြင်ကြဘူးအဲ့လိုပဲလူတွေရဲ့နောက်ွယ်မှာဘလို့တွေကြုံတွေ့နေရလဲဘာတွေဖြတ်တန်းနေလဲဆိုတာကိုအတိအတိလေးကပ်ပြီးတော့ဝေဖန်ဆုံးဖြတ်စီချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုမျက်စိရှိမှမြင်နေရတဲ့ဟာဒီလူကတော့ငါတို့အမြဲတမ်းပျော်ရွှင်မှုတွေပဲပေးတယ်စိတ်ချမ်းသာမှုတွေပဲအမြဲတမ်းပေးတဲ့သူဘဝကြီးကပျော်စရာကောင်းလိုက်တာသူအမြဲတမ်းပျော်နေတယ်သူ့ကြည့်လိုက်ပြုံးပြုံးလေးနဲ့စကားပြောတယ်ပြုံးပြုံးလေးနဲ့ငါတို့ comment တွေဖတ်ပေးတယ်ပြုံးပြုံးလေးနဲ့အမြဲတမ်းနေတယ်ဒီ energy ကိုရအောင်နေတိုင်းကျွန်တော်မှာအချိန်တိုင်းအားယူရတယ်အားမွေးရတယ်ဒီ energy ကိုတစ်နာရီဆိုတစ်နာရီတော့၎င်းနှစ်နာရီဆိုနှစ်နာရီတော့၎င်းရှိသမျှ comment တွေအကုန်လုံးလုံးစိပတ်စိအတိအကျလိုက်ဖတ်ပြီးတော့လူတွေ audience အယောက်40ရှိရင်40 50ရှိရင်50ကိုပျော်အောင်စိတ်ချမ်းသာအောင်ထားဖို့ဆိုတာကိုယ်တိုင်လုပ်ကြည့်ပါမလွယ်ပါဘူးစိတ်နှောက်ယှက်ဖြစ်စရာတခုခုကိုပြောလိုက်တာနဲ့တန်းပြီးတော့ဆဲမဲ့လူတွေကဒုနဲ့တေးပါအဲ့လို live လွှင့်နေတဲ့အချိန်မှာမယုံကြည်ကြည့်ပါတစ်နာရီအတိအကျနှစ်နာရီအတိအကျလုံးကိုယ်စိတ်ကိုစိတ်ချမ်းသာအောင်ပျော်အောင်ထားပြီးတော့လူတွေအများကိုရီမောပျော်ရွှင်အောင်လုပ်ပေးဖို့ဆိုတာလေအမတန်ခက်ခဲတယ်အဲ့ဒီတော့လူတွေကိုအပေါ်ရင်လေးကြည့်ခြင်းအဖြစ်ဒီတစ်နာရီနှစ်နာရီလောက်လေးကြည့်ခြင်းအဖြစ်လေဒီလူတယောက်ကတော့အရန်ပျော်နေတာပဲသူ့ဘဝကြီးကကောင်းလိုက်တာငါတို့ဘဝလည်းသူ့လိုပဲပျော်ရွှင်နိုင်ရင်ကောင်းမှာပဲဆိုပြီးတော့မဆုံးဖြတ်လိုက်ပါနဲ့မဝေဖန်လိုက်ပါနဲ့အထူးသဖြင့်သူတို့ရဲ့နောက်ကျောင်းကို100%မသိဘူးသူတို့ရဲ့အခက်ခဲသူတို့ပတ်ဝန်းကျင်သူတို့ရဲ့ဒုက္ခတွေကို100%130%မသိပဲနဲ့ပဲတော့မှမဆုံးဖြတ်မိပါစေနဲ့လူတွေကတစ်ခါလေကြာရင်ပြုံးနေပုံမေ့တတ်တယ်အဲ့တော့အမြဲတမ်းပြုံးထားပေးပါ